ချက်ပင်ကြီးတို့က last year လောက်ကနေပြီးတော့ Malta ဆိုရဲ Schengen zone ထဲမှာပါတဲ့ English speaking country တခုကိုစပြီးတော့မိတ်ဆက်ခဲ့တယ် Computer Science ကိုလည်း top up တက်ချင်တယ်ဟိုဘက်မှာဟာဒါမှမဟုတ်လို့ရှိရင် Business and Management ကိုစိတ်ဝင်စားရဲဆိုရင်လောလောဆယ်ဒီနှစ်အတွက်မှီနိုင်အောင်မဲ့ nearest intake October မှာရှိတဲ့ဟာကိုချက်ပင်ကြီးကအခုမိတ်ဆက်ပေးချင်တာပေါ့နော်ရုံးခန်းကို request လုပ်တဲ့မိဘတွေကျောင်းသားတွေများတယ်ပေါ့နော်ကျွန်မဗမာပြည်ရောက်တဲ့ကဒီမြန်မာ plaza မှာလုပ်တဲ့ education fair မှာမိဘတွေကျောင်းသားတွေတော်တော်များများလာပြီးတော့ဆွေးနွေးကြတယ်ကျွန်မဝမ်းသာတယ်ကျွန်မဒီမှာနည်းနည်းလေးထပ်နေဖြစ်မယ်ကိုကလက်ရှိမြန်မာပြည်က private မှာပဲပြီးထားမလေးရှားမှာစင်ကာပူမှာ Thailand မှာယူရိုဘက်ကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်လာမေးပါUK top up degree ကိုလေအခု Malta မှာယူလို့ရတော့မဲ့အကြောင်းကိုချက်ပင်ကြီးကဒီဗီဒီယိုကနေပြောချင်တယ်ပေါ့နော်စိတ်ဝင်စားတဲ့ကျောင်းသားတွေမိမတွေအများကြီးပဲရှိတယ်လက်ရှိမြန်မာပြည်ရဲ့ private university တွေမှာ level 4တွေ level 5တွေတက်နေကြတယ် foundation တွေအကြောင်းမျိုးတွေပြင်ကြတယ်ဟာလာ study abroad လုပ်ဖို့ပေါ့နော်အခုနောက်ပိုင်းမှာ Europe မှာကျောင်းတက်ဖို့ကျောင်းသားတွေတော်တော်များများစိတ်ဝင်စားလာကြတယ်ချက်ပင်ကြီးတို့က last year လောက်ကနေပြီးတော့ Malta ဆိုရဲ Schengen zone ထဲမှာပါတဲ့ English speaking country တခုကိုစပြီးတော့မိတ်ဆက်ခဲ့တယ် UK ဘက်ကပေးတဲ့degree ရနိုင်မဲ့ top up program ကိုချက်ပင်ကြီးက Malta မှာ UK ထပ်ပို့ပြီးတနဲ့နေစိတ်စာစိတ်တနဲ့တွားယူလို့ရမယ့်အကြောင်းဒီကနေသတင်းကောင်းပြောချင်တာပေါ့နော် O level ပဲပြီး A level ပဲပြီးဟာဒါမှမဟုတ်12တန်းနေပဲပြီးပေါ့နော်ကျောင်းသားတွေကို diploma တွေတက်ခိုင်းတယ် HND ရဲ့ထိလုပ်ခိုင်းတယ်ပြီးရင်နောက်ဆုံးနှစ်ကို UK မှာတွားယူကြတယ်ဒါပေမဲ့အခုကအခွင့်အရေးကနည်းသွားတာပါလဲဆိုရင် UK ပိတ်သွားတာပေါ့ Computer Science ကိုလည်း top up တက်ချင်တယ်ဟိုဘက်မှာဟာဒါမှမဟုတ်လို့ရှိရင် Business and Management ကိုစိတ်ဝင်စားရဲဆိုရင်လောလောဆယ်ဒီနှစ်အတွက်မှီနိုင်အောင်မဲ့ nearest intake October မှာရှိတဲ့ဟာကိုချက်ပင်ကြီးကအခုမိတ်ဆက်ပေးချင်တာပေါ့နော်Computer Science Bachelor ပေါ့ top up program ပေါ့နော်အဲ့ဒါကတော့ University of Wolverhampton ကပေးတာအရှိမ level 5ရှိထားတယ်ဆိုရင်ကိုကလက်ရှိမြန်မာပြည်က private မှာပဲပြီးထားဒါမှမဟုတ်လို့ရှိရင်လက်ရှိမှာပေါ့နော်မလေးရှားမှာကျောင်းသားတော်များတယ်အဲ့ဒါလာမိကြတာဆိုတော့မလေးရှားမှာစင်ကာပူမှာ Thailand မှာရှိတယ်အဲ့ဒီကနေပြီးတော့မှယူရိုဘက်ကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်လာမေးပါတေချာလေး Funglish ကနေပြီးတော့ရှင်းပြပေးမယ်ပေါ့နော်နောက်တစ်ခုကကြတော့လေကိုက IELTS ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတေချာလာပြီးတော့ချက်ပင်ကြီးတို့ English level ဘယ်လောက်လဲပါလဲဆိုချေတို့ in house test တွေစီစဉ်ပေးပြီးတော့အခုဒီချေတို့နဲ့ partner လုပ်ထားတဲ့ private college ကနေပြီးတော့ချက်ပင်ကြီးကသူတို့ admission team နဲ့တွေ့ပြီးတော့in house test တွေလည်းစီစဉ်ပေးလို့ရတယ်ပေါ့နော်ချက်ပင်ကြီးကတော့တေချာ background တွေကြည့်မယ် budget တွေကြည့်မယ်ကိုဘာတွေစီစဉ်ပေးလို့ရမလဲဆိုတာကိုတိကျလေးပြောပြမယ်အဲ့ Funglish ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ကျောင်းသားတွေရဲ့ background ပေါ်မှာမူတည်ပြီးတော့မိဘတွေရဲ့ budget ပေါ်မှာမူတည်ပြီးတော့ကိုလိုချင်တဲ့ဘွဲတွေကိုလိုချင်တဲ့ goal တွေကိုရအောင်လို့တော့ချက်ပင်ကြီးက ethics ရှိတေချာလေးအသေးစိတ်ဆွေးနွေးပေးတယ်အဲ့တော့ဒါတွေကချေတို့ရဲ့ Funglish ရဲ့ value added service လို့ပြောလို့ရတာပေါ့နော်အဲ့တေချာတက်သိနားလဲတဲ့သူနဲ့ဆွေးနွေးချင်တယ်ဆိုလို့ရှိရင်ကျမတို့ ਨੇ online ကနေပြီးတော့လည်းလာပြီးဆွေးနွေးလို့ရတယ်အပတ်စဉ်ကိုကျမတို့ကလွန်ခဲ့တဲ့လတွေတုန်းကဆိုလို့ရှိရင် free consultation လုပ်ပြီးတယ်လို့အခု offline လည်း available ဖြစ်ပါပြီရုံးခန်းကို request လုပ်တဲ့မိဘတွေကျောင်းသားတွေများတယ်ပေါ့နော်ကျမဗမာပြည်ရောက်တဲ့ကဒီမြန်မာ plaza မှာလုပ်တဲ့ education fair မှာမိဘတွေကျောင်းသားတွေတော်တော်များများလာပြီးတော့ဆွေးနွေးကြတယ်ကျွန်မဝမ်းသာတယ်ကျွန်မဒီမှာနည်းနည်းလေးထပ်နေဖြစ်မယ်ရုံးခန်းတစ်ခုတေချာစီစဉ်ပြီးတော့ပေါ့နော်ကျွန်မဒီမှာရှိတဲ့ခဏမှာမိဘတွေအပြင်မှာတွေ့ဖို့ request လုပ်တယ်တေချာ app ပြီဆိုလို့ရှိရင်ဘယ်လာမလဲမေးလို့ကျမတို့ page မှာအသေးစိတ်လာမေးပါပေါ့နော်အဲ့တော့ဒီ top up program ကလေမိဘတွေကျောင်းသားတွေအတွက်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ program တစ်ခုပဲဘာဖြစ်လို့တချို့ကများသောဖြင့်ကျောင်းသားတွေက last year လောက်မှာ UK ဘက်ကိုတွားပြီးတော့ဘွဲတွေယူကြတယ်အဲ့ top up တွေယူလာပြီးသွားပြီဆိုလို့ရှိရင်သူတို့က UK မှာဆက်နေကြတယ်ဘာညာပေါ့တချို့ကြတော့လေဟာ budget က UK ကအရန်များရတယ်ပေါ့နော်နောက်ပိုင်းဆိုရင်တော့ပို့ပြီးတော့ဖြစ်တာပေါ့နော်ဆိုတော့အခုဒီ Malta ဆိုရဲနိုင်ငံကလည်း UK ထပ်ပို့ပြီးတော့တက်တာတယ် English speaking country ဖြစ်တဲ့ safety ကောင်းတယ် transportation ကကျောင်းသားတွေအတွက် bus ကားစီးတာတွေကပတ်စံလုံးဝပေးစရာမလိုဘူးအဲ့ရဲ့အသက်ချက်တွေရှိတယ်ကျောင်းသားတွေအတွက် part time opportunity လည်းရှိတယ်လို့ PR pathway လည်းရှိတယ်အဲ့ဒါဒီအကုန်လုံးကိုလည်းဒီဗီဒီယိုကြည့်ပြီးသွားလို့ရှင်တေချာ research လုပ်ကြည့်လို့ရတယ်ဒီနိုင်ငံတနိုင်ငံဘယ်လိုလဲဆိုတာမျိုးပေါ့ချက်ပင်ကြီးတို့ကတော့ option တွေကိုချပြလိုက်မယ်ဒါကဒီလောက်ကုန်ကြမယ်ဒါကဒီလောက်အချိန်ကြာမယ်ရေရှည်ဘာတွေလုပ်လို့ရမယ်ဆိုတာကိုတေချာကို value added အနေနဲ့ချက်ပင်ကြီးရဲ့အားသာချက်အတိုင်းချေတို့တေချာစီစဉ်ပြီးတော့ရှင်းပြပေးတယ်decision ချမှာတော့မိဘတွေနဲ့ကာယကံရှင်ဖြစ်တဲ့ကျောင်းသားတွေကိုယ်တိုင်လောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချာလေးလာရောက်ဆွေးနွေးပေးပါချက်ပင်ကြီးဒီမှာရှိနေတဲ့တွေအပြင်မှာတွေ့ကျင်တဲ့မိဘတွေအတွက်လည်းချက်ပင်ကြီးကspecial ဆွေးနွေးပေးမယ်ဒါမှမဟုတ် online ကတွေ့ကျင်တယ်ဆိုလို့ရှိရင်လည်းချက်ပင်ကြီးတို့အပတ်စဉ်ဗုဒ္ဓဟူးနေ့ဆိုလို့ရှိရင်တွေ့ပြီးလို့ရတယ်အဲ့တို့ကြောင့်မလို့လာမေးပါချက်ပင်ကြီးအနေနဲ့ကကြတော့
online ရော offline ရောတေးသေးချာချာချေတို့ team ကနေရှင်းပြပေးမယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကျောင်းသားနဲ့မိဘတွေစိတ်ဝင်စားနိုင်မဲ့အရာတစ်ခုကြေညာပေးဖို့လည်းရှိသေးတယ် stay tuned ပါเนาะအားလုံးပဲ bye bye